စစ်အာဏာရှင်တွေမတရားအုပ်ချုပ်နေတဲ့ကျမတို့တိုင်းပြည်မှာကျမတို့အသက်တွေအတွက်လုံခြုံမှုမပေးတော့တဲ့အခြေအနေချိန်ချောက်မှုတွေဝမ်းနည်းပူဆွေးခြင်းတွေနဲ့အိပ်စက်ခဲ့ရတဲ့ညတွေကနေလွတ်မြောက်ခြင်းခဲ့လို့လွတ်မြောက်နေမည်ဆိုတဲ့အမှန်တရားဘတ်တော်သားများရှိရာကိုကျမတို့ထွက်လာခဲ့ကြရပါတယ်တော်လှန်ခြင်းနဲ့စစ်ဘေးရှောင်ခြင်းဒီနှစ်နည်းကြားတဲ့ရှင်သန်နေကြရတာပါအချုပ်ခန်းနဲ့လွတ်မြောက်နေမည်နှလန်းမဲသွားเสียရှိတဲ့ခေတ်ကိုစစ်အာဏာရှင်ကိုမနှိမ့်မြို့တဲ့ကျမတို့ကြုံတွေ့နေရတာလေဘဝမှာချစ်ချင်းမေတ္တာတွေနဲ့အမတ်တရကောင်းတွေရှိခဲ့တဲ့နှွေးထွေးတဲ့အိမ်လေးစီကနေခံယူချက်တစ်ခုကြောင့်ထွက်ပြေးလာခဲ့ရပြီစစ်ရှောင်ဒုက္ခသည်တွေအတွက်အသက်ရှင်ဖို့မျှော်လင့်ချက်ထိုင်းနယ်စပ်တောင်ရင်မြစ်ကိုဖျက်ရဖို့ကဘဝအတွက်အကြီးမားဆုံးစိန်ခေါ်မှုဖြစ်ခဲ့ရပါတယ်တဘာဝတရားကြီးကပေးထားတဲ့တောင်ရင်မြစ်ကိုမတရားတဲ့စစ်အာဏာရှင်တွေကြောင့်တရားမဝင်ကူးခတ်နေကြရတဲ့ဘဝတွေပါပဲစွန့်စားကန်ကစပြီပေါ့အမှောင်အရန်ကြောက်ခဲ့တဲ့ကျမကဖနက်ကိုခါးကြားထိုးကြောဖို့အိတ်ကိုလွယ်3 နှစ်အရွယ်သမီးလေးကိုသူ့အဖေကချီပြီးကိုနင်းလာခဲ့တဲ့ခြေထောက်အောက်ကအရာတွေကိုပျော်တယ်မာတယ်ဆိုတဲ့ခံစားမှုပဲမှတ်နိုင်ခဲ့ပြီးကြောမလုံးမဲမှောင်မဲတိတ်ဆိတ်နေတဲ့အခြေအနေကြားတဲ့ပေါင်ရင်ထီလောက်ရှိတဲ့ရေထဲမျောပါမသွားတယောက်ကိုတယောက်တင်းတင်းကင်ထားရတယ်ကျမရဲ့ကြောက်ရွံ့မှုထက်ကျမသမီးလေးရဲ့ကြောက်ရွံ့မှုကိုပဲတတိထားပြီးဖြတ်တန်းခဲ့တယ်သူ့အဖေကိုအတင်းကုတ်ဖတ်ထားပြီးဘာလို့ကျမတို့ဒီလိုကြောက်စရာအမှောင်တွေကနေတိတ်ဆိတ်ခြောက်လန့်စွာရေထဲကဖြတ်ကူးနေလဲဆိုတာသူမေးချင်နေမှာပဲသမီးလေးအတွက်သူ့အနာဂတ်အတွက်တော့ကျမတို့ရဲ့စွန့်စားမှုဟာအချီးနှီးမဖြစ်ဘူးဆိုတာယုံကြည်တယ်မိနစ်40လောက်ကိုဘာမှမမြင်ရတဲ့အမှောင်တူထဲမှာရှောက်လန်းရင်ခါလောက်ထိရေရွှဲရွှဲဆိုပြီးတုံရီနေခဲ့တဲ့သွေးပြတ်တဲ့အခိုက်အတန့်တစ်ခုကိုကြော်ဖြတ်နိုင်ခဲ့ပြီတသက်မမေ့နိုင်တဲ့စွန့်စားမှုမျိုးလို့ဘဝမှာခေါင်းစဉ်တက်လိုက်တယ်လေသက်စွန့်စံပြားလို့ပေါ့တောင်ရင်မြစ်တစ်ဖက်ကရေကြားမြေကြားကိုရောက်ပြီးညဘက်ဆိုင်ကယ်တန်းကားတန်းခွေးဟောင်တန်းတွေကြားရင်မြန်မာနိုင်ငံမှာညဘက်တွေထိတ်လန့်ခဲ့တယ်လို့မျိုးကဒီမဲဆောက်ဘက်ကိုပြေးလာကြတဲ့သူတိုင်းခံစားနေကြရတယ်ဆိုတာမပြောလင်းသိနိုင်ပါတယ်ချစ်တဲ့သူတွေနဲ့ခွဲခွာရတယ်တယောက်နဲ့တယောက်မဆောက်ရှောက်နိုင်ကြတော့ဘူးပေးဆောက်မှုတွေကတနင့်တပူးပါပဲကျမတို့လိုစစ်အာဏာရှင်ဆိုးရဲ့လက်အောက်ကနေရုံထွက်ချင်နေတဲ့တငယ်ချင်းတွေအများကြီးနိုင်ငံတွင်းမှာကြံ့ရစ်နေခဲ့ကြပါသေးတယ်စစ်အာဏာရှင်တော်လှန်ခြင်းလမ်းပေါ်မှာမျက်ရည်စက်တွေအသက်တွေနဲ့ရင်းပြီးနေခဲ့ကြရတယ်ငါနိုင်ငံအတွက်ငါလုပ်နိုင်တာအကောင်းဆုံးလုပ်ခဲ့တယ်လို့ဆုံးဖြတ်ပြီးရှေ့ဆက်သွားနေကြတယ်ကျမတို့လွတ်မြောက်နေမည်လို့ထင်ခဲ့တဲ့မဲဆောက်မြို့လေးကတကယ်တော့ရဲကြောက်နေမည်ဆိုပုံမှန်ပါလိမ့်မယ်ကျမတို့လိုတရားမဝင်နေထိုင်နေသူတွေကတက္ကစီစီးခွင့်မရှိအလုပ်လုပ်ခွင့်မရှိရှောက်လေခွင့်မရှိဘောလုံးခွင့်နဲ့ဘောလုံးကန်ခွင့်မရှိဈေးရောင်းခွင့်လည်းမရှိထိုင်းလူမျိုးတွေမှမထောက်ကန်ပေးရင်အိမ်ငှားနေထိုင်ခွင့်မရှိအမှန်တော့
စရာမရှိခဲ့ဘူးလေနေစရာလေးစားစရာလေးရှိနေတာကစစ်ဘေးကြောင့်တေကွဲရတဲ့မိသားစုတွေအသက်ပေးသွားတဲ့ရဲဘော်တွေထက်တော့ကံကောင်းနေပါသေးတယ်လေကျမတို့လူတရားမဝင်တွေကအဆင့်အတန်းအခြေအနေဘာမှမခွဲကြတဲ့မဲတော်စေကန်းဆိုတဲ့နေရာလေးမှာစေကူတာခွင့်ရတဲ့အတွက်တော့စုတစ်ခုလိုပါပဲစစ်ပွဲတွေဖြစ်လို့စစ်ဘေးရှောင်ပြည်သူတွေကနေဆက်ဖြတ်ကျော်ပြီးဒီဘက်ကိုအားကိုးတကြီးရောက်လာလေမဲဆောက်မြို့မှာအဖမ်းဆီးများလာပြီးအနေကျက်လာတာပေါ့တခါတလေထိုင်းစစ်တပ်ကစီမံချက်နဲ့ဂိတ်ချပြီးလာရောက်စစ်ဆေးတာမျိုးအိမ်တွေထဲဝင်ပြီးဖမ်းဆီးတာမျိုးနဲ့ကြုံရင်တော့ထောင်ကျမကြရင်နိုင်ငံကိုပြန်ပို့ခံရတဲ့အထိပြင်းထန်တာမျိုးတွေလည်းရှိလာတယ်ကျမတို့တိုင်းပြည်ရဲ့အာဏာယူတွေပေးတဲ့ဒဏ်ရာတွေကြောင့်ကိုယ်စိတ်ကြံ့ခိုင်မှုဘဝရဲ့အရေးကြီးအစိတ်ပိုင်းအားလုံးကအမာရွတ်တွေကိုစီနဲ့ရှေ့ဆက်နေကြရအောင်မှာပေါ့တိုင်းပြည်မှာစစ်အာဏာယူတွေပေးတဲ့ဒုက္ခတွေရောလွတ်မြောက်ခြင်းလို့ထွက်ပြေးလာပြီးဒီဘက်မှာကြုံတွေ့နေရတဲ့ဒုက္ခတွေပေါင်းလို့နှစ်ထပ်ကွမ်းဒုက္ခတွေပေါ့စစ်အာဏာရှင်စနစ်မှာကိုနီကိုဟန်နဲ့လူသားဆန်ခဲ့ကြတယ်။စန့်ကျင်တော်လှန်နေုံနဲ့မကျင်နဲ့နိုင်လို့စစ်အာဏာရှင်ပြုတ်ကြအောင်ဒီနေရာကလည်းတက်အားသလောက်စီလုံးပြီးဆက်လက်စ조사နေကြတော့မယ်။ညှော်လင်းချက်တွေပျောက်ဆုံးပြီးကိုဘဝကိုပုံဖော်ခွင့်မရသေးတဲ့ကျမတို့ဟာနိုင်ငံပျောက်သူဇလန်းလေးကြည့်ပြီးငိုနေရတော့မယ်။ဒါကြောင့်ကျမတို့တော်လှန်ရေးကြီးအောင်မြင်မှဖြစ်မယ်။တမရှိလက်နဲ့လှော်ခတ်ပြီးကိုယ်တိုင်းပြီးအရေးကြုံလာတဲ့အခါသွေးမကွဲပဲညီညွတ်ကြရမယ်အပြစ်မဲ့ပြည်သူတွေပေါ်သူတို့ရဲ့အာဏာတည်မြဲရေးအတွက်ခုတုံးလုပ်ပြီးတပ်ဖြတ်နှိပ်စက်နေတဲ့စစ်အာဏာရှင်ကိုပြက်ပြက်တသားဆန့်ကျင်ပြီးတော်လှန်ခဲ့တဲ့အတွက်ဘလို့အခြေအနေပဲရင်ဆိုင်ရကျမနောင်နှမရအောင်ဒီလိုဘဝတွေကိုဖျက်ဆီးနေရတာဟာနောက်တစ်ချိန်သမီးလေးကြီးလာတဲ့အခါအာနာရှင်ကြရှုံးရေးမှာပါဝင်ခဲ့ကြတယ်သူမိခင်ဖခင်အတွက်ရောတိုင်းပြည်အတွက်ပါလက်မထောင်နိုင်ပြီးအနာဂတ်မှာတမိုင်းလှနေမှာပါ